The Oscar goes to Michael B. Jordan. ဒီနေ့ဗီဒီယိုမှာတော့ဒီနေ့ရဲ့အကောင်းဆုံးတရုတ်ဆောင်အော်စကာဆုရှင်ဟောလိဝုဒ်ရဲ့နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်တဲ့ Michael B. Jordan ရဲ့ဘဝဇာတ်လမ်းကိုပြောပြပေးမှာပါသူ့ကို Marvel ရုပ်ရှင် Black Panther တဲ့ကကေးမွန်ကအဖြစ်လူအများကြီးသိကြပါတယ်ဒါပေမဲ့သူ့ရဲ့အောင်မြင်မှုနောက်ွယ်မှာအခက်အခဲများစွာနဲ့ကြိုးစားမှုတွေရှိပါတယ် Michael B. Jordan ကို1989ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာကယ်လီဖိုးနီးယားပြည်နယ်စန်တာအန်နာမြို့မှာမွေးဖွားခဲ့ပါတယ်ထို့နောက်သူကလေးအရွယ်မှာပဲနယူးယောက်မြို့ကိုမိသားစုနဲ့အတူပြောင်းရွှေ့ခဲ့ပါတယ်။သူ့မိသားစုကချမ်းသာတဲ့မိသားစုမဟုတ်ပေမဲ့တာမန်လက်တန်းစားမိသားစုတစ်ခုဖြစ်ပါတယ်။သူ့အဖေကစားတောက်ကုန်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီးသူ့အမေကအထက်တန်းကျောင်းအတိုင်ပင်ခံတစ်ယောက်ဖြစ်ပါတယ်။ Michael B. Jordan ကကလေးဘဝတုန်းကတရုတ်ဆောင်တစ်ယောက်ဖြစ်ချင်တဲ့အိမ်မက်ရှိတဲ့သူမဟုတ်ပါဘူး။တကယ်တော့သူ့ဘဝရဲ့ပထမဆုံးအလုပ်ကမော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။အသက်10နှစ်လောက်မှာ Toys R Us နဲ့အားကစားပစ္စည်း brand တွေအတွက်ကလေးမော်ဒယ်အဖြစ်ကြော်ညာတွေမှာပါဝင်တရုတ်ဆောင်ခဲ့ပါတယ်။မော်ဒယ်လုပ်ရင်းကင်မရာရှိမှနေဖို့အကျွမ်းတဝင်ဖြစ်လာပြီးတရုတ်ဆောင်တစ်ယောက်ဖြစ်ဖို့ကိုစတင်စိတ်ဝင်စားလာခဲ့ပါတယ်။နောက်ပိုင်းမှာတော့ TV series တွေမှာ Rose တေးသေးလေးတွေကနေစတင်ခဲ့ပါတယ်။သူတရုတ်ဆောင်ဘဝအစမှာ The Wire နဲ့ Bright Day Night Light ဆိုတဲ့ TV show တွေပါဝင်ခဲ့ပါတယ်။ဒါပေမဲ့သူက Hollywood ကိုခြေမဆက်နိုင်သေးပါဘူး။သူကနာမည်မကြီးတဲ့ရုပ်ရှင်တွေမှာဇက်ပို့တစ်ယောက်ဖြစ်ပဲလှုပ်ဆောင်ခွင့်ရခဲ့တာပါ။တကယ်အလှည့်ပြောင်းကတော့2013ခုနှစ်မှာဖြစ်လာခဲ့ပါတယ်။ Fubel Station ဆိုတဲ့ဖြစ်ရမှန်ဇလံရုပ်ရှင်တစ်ခုမှာတရုတ်ဆောင်ခွင့်ရရှိခဲ့ပါတယ်။ဒီဖလင်ထဲမှာ Walker Grana ဆိုတဲ့လူငယ်တစ်ယောက်ရဲ့ကြေကွဲဖွယ်ဇလံကိုသူကတရုတ်ဆောင်ခဲ့တာပါ။ဒီရုပ်ရှင်ထွက်လာပြီးနောက်မှာဝေဖန်သူတွေက Michael B. Jordan ရဲ့တရုတ်ဆောင်မှုကိုအယမ်းချီးကျူးခဲ့ကြပါတယ်။ဒီရုပ်ရှင်ကနေပြီးတော့ Hollywood ရုပ်ရှင်နယ်ပယ်ထဲမှာသူ့ကိုလေးနက်တဲ့တရုတ်ဆောင်တစ်ယောက်အဖြစ်အတိအမှတ်ပြုလာကြပါတယ်။နောက်ထပ်သူ့ရဲ့ဘဝကိုအလှည့်ပြောင်းဖြစ်စေခဲ့တဲ့ရုပ်ရှင်ကတော့ Creed ဖြစ်ပါတယ်။ Creed ရုပ်ရှင်ထဲမှာသူကဘောက်ဆင်အကျော်အမော် Apollo Creed ရဲ့သား Adonis Creed ဖြစ်တရုတ်ဆောင်ခဲ့ပါတယ်။ဒီ role အတွက် Michael B. Jordan ဟာခန္ဓာကိုယ်လေ့ကျင့်ခန်းတွေအရန်လုပ်ခဲ့ရပါတယ်။ဘောက်ဆင်ကိုတင်ယူပြီးအများကြီးလေ့ကျင့်မှုတွေလုပ်ခဲ့ရပါတယ်။ Creed movie အောင်မြင်ပြီးတဲ့နောက်သူ့နာမည်ကHollywood မှာပိုပြီးကျယ်ပြန့်လာခဲ့ပါတယ်။ဒါပေမဲ့သူ့ကို Global Star ဖြစ်စေခဲ့တဲ့ရုပ်ရှင်ကတော့ Marvel ရဲ့ Black Panther ဖြစ်ပါတယ်။ဒီရုပ်ရှင်ထဲမှာကေးမွန်ဂါဆိုတဲ့ Villain Character ကိုတရုတ်ဆောင်ခဲ့ပါတယ်။ကေးမွန်ဂါ Character က Marvel သမိုင်းထဲမှာအကောင်းဆုံး Villain တွေထဲကတစ်ယောက်လို့တောင် Marvel ဖန်တွေကပြောကြပါတယ်။ဒီ Character ကြောင့် Michael B. Jordan ကကမ္ဘာတဝန်းကပရိသတ်တွေကြားမှာပိုပြီးနာမည်ကြီးလာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူက Creed 3 ရုပ်ရှင်ကိုသူကိုယ်တိုင်ဒါရိုက်တာဖြစ်ပါရိုက်ကူးခဲ့ပါတယ်။ဒီဇာတ်ကားမှာသူ့ရဲ့တရုတ်ဆောင်စွမ်းရည်ပါမကဒါရိုက်တာဖြစ်ပါသူ့ရဲ့အရေးချင်းကိုပြသနိုင်ခဲ့ပါတယ်ဒီလိုနဲ့သူ့ဘဝကတဖြည်းဖြည်းမြင့်တက်လာခဲ့ပြီးနောက်ဆုံးမှာတော့အော်စကာစင်မြင့်အထိရောက်လာခဲ့ပါတယ် Let's make this movie what it is. I love you. I love you. I love you. 2026ခုနှစ်အော်စကာဆုပေးပွဲမှာဆင်းနစ်ဆိုတဲ့ရုပ်ရှင်ကြောင့်အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကိုမင်းသားကြီးလီယိုနာဒိုတို့ကိုကျော်ဖြတ်ပြီးရရှိခဲ့ပါတယ်ဒီအော်စကာဆုကသူ့ရဲ့ဘဝမှာအကြီးဆုံးအောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ဒီနှစ်ရဲ့အော်စကာစင်မြင့်ပေါ်မှာသူပြောခဲ့တဲ့စကားတွေကလည်းအင်မတန်မှကျေနပ်စရာကောင်းပါတယ်။ဒီလိုနေ့ကိုကျွန်တော်တခါမှမမျှော်လင့်ရဲခဲ့ပါဘူး။ကျွန်တော်ကနယူးယောက်ကတာမန်ကောင်လေးတစ်ယောက်ဖြစ်ခဲ့တာပါ။ဒါပေမဲ့အိမ်မက်တွေကိုမစွန့်ပစ်ဘူးဆိုရင်တနေ့မှာအိမ်မက်တွေကတကယ်ဖြစ်နိုင်တယ်ဆိုတာယုံကြည်ခဲ့ပါတယ်။ကျွန်တော်အမေနဲ့အဖေကကျွန်တော်ကိုကျွန်တော်တော့မယုံကြည်တဲ့အချိန်မှာကျွန်တော်ကိုယုံကြည်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ပြီးတော့သူအရန်လေးစားအတူယူခဲ့ရတဲ့ Hollywood ရဲ့အကျော်အမော်တွေဖြစ်တဲ့ Denzel Washington, Will Smith, Sylvester Stallone နဲ့ကွယ်လွန်သွားပြီးဖြစ်တဲ့ Black Panther မင်းသားကြီး Chadwick Boseman တို့ကိုလည်းနာမည်ထုတ်ပြီးကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ကလေးဘဝမော်ဒယ်တစ်ယောက်ကနေ Hollywood တရုတ်ဆောင်အော်စကာဆုရှင်ဖြစ်လာခဲ့တဲ့ Michael B. Jordan ရဲ့ဇာတ်လမ်းကနေအမြဲကြိုးစားနေသူတွေအတွက်တနေ့မှာအောင်မြင်မှုရရှိလာမယ်ဆိုတဲ့သင်ခန်းစာတစ်ခုရရှိခဲ့ပါတယ်။သင်လည်းအိမ်မက်တွေကိုမစွန့်ပစ်ပဲကြိုးစားနေမယ်ဆိုရင်တနေ့မှာအောင်မြင်နိုင်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ Michael B. Jordan ရဲ့ဘဝဇာတ်လမ်းဖြစ်ပါတယ်။ဒီလို movie star တွေရဲ့အကြောင်းတွေကိုထပ်ပြီးကြည့်ချင်ရင်ကျွန်တော်ရဲ့ YouTube channel သို့မဟုတ်ကျွန်တော်ရဲ့TikTok account လေးကို subscribe သို့မဟုတ် follow လုပ်ထားဖို့မမေ့ပါနဲ့နော်။